အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လိုရလွယ်ကူရိုးရှင်းပြီးတော့ကြတော့မြန်ဆန်တဲ့ကျုပ်ခောက်ဆွဲကြော်လေးကိုလှုပ်ဆောင်မှာဖြစ်ပါတယ်ကျမနဲ့တူတူလိုက်ပြီးတော့ကြတော့ကြည့်ရှုပေးကြပါအောင်ရှင်ပါဝင်ပစ္စည်းတွေကတော့ကျုပ်ဥကြုံခောက်ဆွဲကျက်သွန်မြူကျက်သွန်နီကော်ပီတုပ်ရဲ့ကျက်ဥရဲ့ပြီးတော့ကြတော့ sausage လေးရဲ့ပဲဖြစ်ပါတယ်အရင်ဆုံးခောက်ဆွဲလေးတွေကိုပြုတ်ထားလိုက်ပါတယ်ခောက်ဆွဲလေးတွေရပြီဆိုလို့ရှိရင်တော့ရေစစ်ပြီးတော့ကြတော့ကျမခောက်ဆွဲလေးတွေတစ်ခုနဲ့တစ်ခုပူးမသွားအောင်လို့ရေအေးနဲ့ဆေးလိုက်ပါတယ်ပြီးရင်တော့ခောက်ဆွဲကြော်ဖို့အတွက်ကျက်သွန်မြူကျက်သွန်နီလေးတွေကိုနှုတ်နှုတ်ဆင်းထားလိုက်ပါတယ်ကော်ပီတုပ်လေးတွေကိုလည်းလှီးပြီးတော့ကြတော့ရေဆေးထားလိုက်ပါတယ်ပြီးတော့ကြတော့ခောက်ဆွဲကြော်ထဲမှာထည့်ကြော်ဖို့အတွက်ကျုပ်တစ်လုံးကိုလည်းခလောက်ထားလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ကြော်မဲ့ပစ္စည်းတွေစုံပါပြီရှင်ခောက်ဆွဲစကြော်ပါတော့မယ်အိုးထဲကိုစီးထည့်ပြီးတော့ကြတော့ကျက်သွန်မြူကျက်သွန်နီတွေကိုစီးတက်လိုက်ပါတယ်ပြီးရင်တော့ကျုပ်ခလောက်ထားလေးကိုထည့်လိုက်ပါတယ်ကျမကျုပ်ပဲကြီးကြီးလေးစားခြင်းလို့ပေါ့နော်ထည့်ပြီးချင်းတန်းမမှုပဲနဲ့ခဲတောင်ခဏလောက်စောင့်ပြီးမှမှွေလိုက်ပါတယ်ပြီးရင်တော့ကော်ပီတုပ်လေးထည့်ပါတယ်အရသာအတွက်ခရူးစီလေးထည့်ပါတယ်ပြီးရင်တော့ကော်ပီတုပ်လေးကျက်သွားအောင်လို့ကျမရေလေးထည့်လိုက်ပါတယ်ကော်ပီလေးကျက်ခတ်နေပြီဆိုလို့ရှိရင်တော့ခောက်ဆွဲထည့်ပါတယ်ပြီးရင်တော့ပဲငံပြာရည်ရဲ့စားနည်းနည်းရည်ထည့်လိုက်ပါတယ်ပြီးရင်တော့ကျမခောက်ဆွဲကိုစွတ်စွတ်အီးလေးစားခြင်းလို့ရေလေးထည့်လိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ခောက်ဆွဲကြော်ရသွားပါပြီရှင်ခောက်ဆွဲကြော်ရပြီဆိုလို့ရှိရင်တော့ခောက်ဆွဲနဲ့စားဖို့ကျုပ်ကြော်ပါတယ်ပြီးရင်တော့ sausage လေးပါကြော်လိုက်ပါတယ်ရှင်ခောက်ဆွဲကြော်နဲ့စားဖို့အတွက်ကျက်သွန်နဲ့ငရုတ်ချင်လေးလည်းလုပ်ထားပါသေးတယ်အခုဆိုလို့ရှိရင်တော့စားလို့ရပါပြီဖြတ်ပြုတ်ပြင်းစင်ပြီးနောက်မှာတော့ရပါပြီကျမကလေဒီခောက်ဆွဲလေးကိုအမြဲကြော်စားဖြစ်တယ်သူကလေစီလဲအရင်မများဘူးပြီးတော့ကြတော့စားပြရင်လည်းမအီဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြီးတော့ကြတော့ပါဝင်ပစ္စည်းတွေကလည်းရိုးရှင်းတော့ကြတော့ကျမအိမ်မှာရှိတဲ့ပစ္စည်းတွေကြီးပဲဆိုတော့အမြဲလှုပ်စားဖြစ်ပါတယ်ရှင်ကျမဆက်ပြီးစားလိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်